ချို့နေ့တွေမှာမင်းဘဝကရှေ့မတိုးဘူးလို့ခံစားရနိုင်တယ်ကြိုးစားနေပေမဲ့အဖြေမမြင်ရသေးတဲ့အချိန်တွေရှိမယ်အခြားလူတွေအောင်မြင်နေတာကိုကြည့်ပြီးငါဘာလို့မရသေးတာလဲလို့ကိုမေးနေတဲ့ညတွေရှိမယ်ဒါပေမဲ့အမှန်တရားတစ်ခုရှိတယ်မင်းနှင်းနေတာမဟုတ်ဘူးမင်းပြင်ဆင်နေတာအမြင့်ဆုံးတတ်မဲ့လူတွေကအရှည်ဆုံးအချိန်ကိုတိတ်တဆိတ်လေ့ကျင့်ကြရတယ်လူငယ်ဘဝဆိုတာအလွဲအမှားလုပ်ခွင့်ရှိတဲ့အချိန်လမ်းမသွားခွင့်ရှိတဲ့အချိန်ပြန်ထနိုင်သေးတဲ့အချိန်ဒါကြောင့်မင်းလဲကြခဲ့ရင်တော့အဲ့ဒါမရှုံးဘူးတကယ်ရှုံးတာကထပ်မထဖို့ဆုံးဖြတ်လိုက်တဲ့အချိန်ပဲလောကကြီးကမင်းကိုအမြန်အောင်မြင်စေဖို့မလုပ်ပေးဘူးဒါပေမဲ့ခိုင်မာတဲ့လူတစ်ယောက်ဖြစ်အောင်တော့တေချာပြောင်းလဲပေးတယ်အခုမင်းကြုံနေရတဲ့အခက်အခဲတွေကမင်းကိုရက်တက်မှုမဟုတ်ဘူးမင်းကိုတက်ဖို့အားပေးနေတာတတိယပါမင်းအခုစိတ်ပင်ပန်းနေတဲ့နေရာမှာပဲမင်းရဲ့အနာဂတ်စတင်တည်ဆောက်နေတယ်တနေ့နေ့မှာဒီနေ့မင်းစူးစမ်းခဲ့တာတွေကြောင့်မင်းကိုဂုဏ်ယူရမယ်တနေ့နေ့မှာမင်းကိုမယုံခဲ့တဲ့သူတွေတိတ်တဆိတ်မင်းကိုကြည်နေကြမယ်ဒါပေမဲ့အရေးကြီးဆုံးကအဲ့ဒါတွေမဟုတ်ဘူးအရေးကြီးဆုံးကမင်းမလျှော့ခဲ့တာမင်းမရက်ခဲ့တာမင်းကိုမစွန့်လွတ်ခဲ့တာလူငယ်တယောက်ရဲ့အင်အားကငွေမဟုတ်ဘူးနာမည်မဟုတ်ဘူးမင်းထက်စူးစမ်းနိုင်တဲ့အဲ့ဒီစိတ်သက်ပဲဒါကြောင့်နေနေလို့စိတ်မပြတ်နဲ့လမ်းမရှင်းလို့မကြောက်နဲ့တလန်းချင်းပဲဖြစ်ဖြစ်ရှေ့ကိုဆက်သွားပါဘာလို့လဲဆိုတော့မင်းရဲ့အနာဂတ်ဟာမင်းမလျှော့တဲ့နေ့ကနေစတင်တောက်ပလာတာဖြစ်လို့ပဲ